စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ကမြို့သုံးမြို့မှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်ကောင်စီဝန်ထမ်းတွေရဲ့သားသမီး2000ကျော်ကိုစစ်ကောင်စီကပညာသင်စရိတ်ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီထိန်းချုပ်စေဖြစ်တဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့နယ်တွေကစစ်ကောင်စီဝန်ထမ်းတွေရဲ့သားသမီး2266ယောက်အတွက်ပညာသင်စရိတ်ထောက်ပံ့ငွေတွေကိုဇွန်လ17ရက်နေ့မနက်ပိုင်းကစစ်တွေမြို့မှာရှိတဲ့ဥက္ကဋ္ဌခမ်းမမှာပြည်내စစ်ကောင်စီကအခမ်းအနားနဲ့ထောက်ပံ့ပေးခဲ့တာပါ2025-2026ပညာသင်နှစ်အတွင်းမူလာတန်းအလယ်တန်းနဲ့အထက်တန်းပညာသင်ကြားရေးမှာထောက်ကူဖြစ်စေဖို့အခုလိုထောက်ပံ့ပေးတာလို့လေရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းကအခမ်းအနားမှာပြောဆိုသွားခဲ့ပါတယ်မူလာတန်းအဆင့်1ယောက်ကိုကျပ်2000အလယ်တန်းအဆင့်1ယောက်ကိုကျပ်4000အထက်တန်းအဆင့်1ယောက်ကိုကျပ်6000နူးနဲ့စုစုပေါင်း698သိန်းကိုထောက်ပံ့ပေးခဲ့တာလို့သိရပါတယ်ရှင်။